အေယာဝတီမှမျက်ရည်လိုက်များအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဖတ်ပြတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့အေယာဝတီမှမျက်ရည်လိုက်များဆိုတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးမနှိပ်ရသေးဘူးဆိုရင် subscribe လေးနှိပ်ခဲ့ပြီးတော့အားပေးခဲ့လို့ရပါတယ်ခင်ဗျအေယာဝတီတိုင်းဒေသကြီးရဲ့စိမ်းဆိုနေတဲ့လေကွင်းပြင်ကျဲကြီးတွေဟာဦးမင်းဦးတို့မိသားစုအတွက်တော့ဘဝရဲ့တစ်ခုတည်းသောမျှော်လင့်ချက်အိမ်မက်တွေဖြစ်ပါတယ်ဦးမင်းဦးနဲ့ဇနီးဖြစ်သူဒေါ်နုနုတို့ဟာတာကြီးကိုလက်နဲ့သမီးငယ်လေးမေတို့ကိုပခုံထမ်းတင်ပြီးစိုက်ပျိုးရေးလုပ်ငန်းနဲ့ပဲရိုးသားစွာအသက်မွေးခဲ့ကြတာပါယခုနှစ်မှာတော့စပားခင်းတွေအောင်မြင်ဖြစ်ထွန်းနေတာကြောင့်စပားချိတ်သိမ့်ပြီးရင်သမီးငယ်လေးကိုမြို့ပေါ်ကျောင်းထားဖို့သူတို့ဇနီးမောင်နှံတိုင်ပင်နေကြပါတယ်သမီးငယ်လေးမေကလည်းအဖေနဲ့အမေစကားပြောနေတာကိုနားထောင်ရင်နောက်နှစ်ဆိုကျောင်းတက်ရတော့မယ်ဆိုပြီးဝမ်းသာအားရကားကုန်နေခဲ့တာပေါ့။ဒါကြီးကိုလက်ကတော့အသက်ငယ်ငယ်လေးပဲရှိသေးပေမဲ့အဖေဖြစ်သူကိုကူညီပြီးလဲတဲဆင်းလိုက်နွားကြောင်းလိုက်နဲ့အိမ်ရဲ့အားကိုရတဲ့သားလိမ္မာကြီးဖြစ်ပါတယ်။ညနေဆောင်တဲ့အချိန်ရွာဘေးကမြက်ကမ်းနားမှာမိသားစုလေးညစာတူတူစားကြရင်ရေမောတန်တွေနဲ့ပြေးနှံ့နေတာဟာကြည်ရသူတိုင်းအားကြစရာအေးချမ်းတဲ့မြင်ကွင်းလေးပါ။ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းကစားလို့ကောင်းငင်ပြာကြီးဟာတနေ့ထက်တနေ့ညိုမှောင်လာပြီးမိုးသက်တွေမုန်တိုင်းတွေကမနာတန်ရွာသွန်းလာခဲ့ပါတယ်။ရွာလူကြီးတွေကတော့ဒီနှစ်မိုးကပုံမှန်ထက်ပိုတဲ့ထန်ပြီးရေကြီးရေရှမ်းမှုတွေဖြစ်လာနိုင်တယ်လို့ရွာသားတွေကိုကြိုတင်သတိပေးနေကြပြီဖြစ်ပါတယ်။ဦးမင်းဦးကလည်းကန်နာကအိမ်လေးပျက်စီးမှစိုးရိမ်တာကြောင့်အိမ်တိုင်းတွေကိုကျိုးတွေနဲ့ခိုင်ခန့်အောင်လိုက်လံချီနှောင်ရင်းစိတ်ပူပန်နေခဲ့ရပါတယ်။ဒိုညကတဘာဝတရားရဲ့ကြောင်မက်ဖွယ်ကံကြမ္မာဆိုးကသူတို့မိသားစုစီတဖြည်းဖြည်းချင်းကပ်လာနေတာကိုဘယ်သူမှကြိုတင်မသိရှိခဲ့ကြပါဘူး။တကောင်ကျော်ချိန်မှာတော့တဲထန်စွာရွာသွန်းနေတဲ့မိုးရေတွေနဲ့အတူမြစ်ရေဟာတိတိတတ်တာမြင့်တက်လာပြီးအိမ်ဝိုင်းထဲထိရှန်တက်လာခဲ့ပါတယ်။ဝလုံးတစ်ပြားလောက်မြင့်တက်လာတဲ့ရေလိုင်းတွေကြောင့်ရွာထဲကခွေးဟောင်တန်းတွေနဲ့လူတွေရဲ့အလန့်တကြားအော်ဟစ်တန်တွေဟာမြင့်မှောင်မှောင်မှစူညံသွားခဲ့ရတာပေါ့။ဦးမင်းဦးဟာအိပ်ပျော်နေတဲ့သမီးငယ်လေးကိုကောက်ပွေပြီးဇနီးဖြစ်သူနဲ့တားကြီးကိုအိမ်ပေါ်တက်စီအမြန်ဆုံးတက်ခိုင်းခဲ့ရပါတယ်။အဖေရေတွေကရမ်းမြန်နေအိမ်အောင်ထက်တစ်ခုလုံးမြုပ်သွားပြီလို့တားကြီးကိုလက်ကကြောက်လန့်တကြားနဲ့အော်ပြောလိုက်ပါတယ်။ဒေါ်နုနုကကလေးနှစ်ယောက်ကိုရင်ဝင်ထဲထည့်ထားရင်အပြင်ကဝူဝါဝါတိုက်ခတ်နေတဲ့မုန်တိုင်းလေပြင်းတွေကြောင့်တကူလုံးတုံရီနေခဲ့တာပါ။အမောင်တို့ထဲမှာရွာသားတချို့ဆက်လီတွေနဲ့ဘေးလို့ရာကိုပြေးကြပေမဲ့ဦးမင်းဦးတို့အိမ်သားကတော့ဘယ်သူမှလာမကယ်နိုင်ကြတော့ပါဘူး။လေပြင်းတန်ကြောင့်အိမ်မိုးတွပြားတွေတပြုံပြုံလွင့်ထွက်သွားပြီးမိုးရီတွေဟာသူတို့မိသားစုပေါ်တိုက်ရိုက်သွန်းဖြိုးလာပါတော့တယ်။သမီးငယ်လေးမိကအမေသမီးကြောက်တယ်ဆိုပြီးငိုးရိုးကမေးရှာပါတယ်။ဦးမင်းဦးကသားမိ၃ယောက်လုံးကိုဖတ်ထားရင်မကြောက်ကြနဲ့အဖေရှိတယ်။ဖះစာသာရွတ်ကြလို့အားပေးနေပေမဲ့သူ့မျက်နှာမှာလည်းမျက်ရည်တွေစီးကျနေခဲ့ပါပြီ။အချိန်အုံနဲ့တိုးဝင်လာတဲ့တောင်းကျမ်းသူရေစီးချောင်းကြီးဟာသူတို့မိခိုနေတဲ့ဝါအိမ်အိုလေးကိုတုံခါသွားစေပြီးအဆိုးဆုံးအခြေအနေကိုတည်ဆောင်လာခဲ့ပါတယ်။ရေစီးချောင်းကပုံမတန်မာလာပြီးဦးမင်းဦးတို့ရဲ့အိမ်တိုင်းတွေကိုအဆက်မပြတ်ပြင်းထန်စွာရိုက်ခတ်လာပါတယ်။အိမ်ကြီးပြိုတော့မယ်ထင်တယ်ကိုအမင်းဦးရဲ့ဘယ်လိုလုပ်ကြမလဲလို့ဒေါ်နုနုကငိုကြွေးရင်လင်းဖြစ်သူကိုဖတ်ထားရှာပါတယ်။ဦးမင်းဦးကရေလို့ရအိမ်ခေါမိုးဘော်ကိုတက်ဖို့ကြိုးစားပေမဲ့ချောကြီးနေတဲ့မိုးရေတွေကြောင့်အကြိမ်ကြိမ်ချော်ကျနေခဲ့ပါတယ်။ဒါကြီးကိုလက်ကညီမလေးမေကိုသူ့နောက်ကျောမှာတင်းတင်းချီပြီးအဖေဖြစ်သူကိုကူညီဖို့တက်တီရှိရှိကြိုးစားရှာပါတယ်။ရုတ်တရက်ဆိုသလိုမြစ်ဖျားကမျောပါလာတဲ့တဲလုံးကြီးတစ်လုံးဟာသူတို့အိမ်ရဲ့ပင်မတိုင်လုံးကြီးကိုအချိန်ပြင်းစွာဝင်တိုက်မိပါတော့တယ်။ဂျင်းကနေမြေကြီးတိုင်ကြီးနဲ့အတူသူတို့မိသားစုရဲ့တခုတည်းသောခိုးလုံရာဝါအိမ်လေးဟာရေပြင်ကျဲတဲ့ကိုပြိုကျပျက်စီးသွားခဲ့ရပါတယ်။အားလုံးဟာရေစီးတန်လာတဲ့မြေရေနက်ထဲကိုပြုတ်ကျသွားပြီးအမောင်တူထဲမှာတဦးနဲ့တဦးလက်ချင်းလွတ်သွားခဲ့ကြရတာပါ။အမေအဖေကဲကြပါအောင်ဆိုတဲ့ကလေးတွေရဲ့အော်ဟစ်တန်လေးတွေဟာလေပြင်းမုန်တိုင်းတန်တွေကြားတဲ့ပျောက်ကွယ်လူနီးပါဖြစ်သွားခဲ့ရပါတယ်။ဦးမင်းဦးကအသက်လူပြီးရေကူးရင်ဇနီးဖြစ်သူဒေါ်နုနုရဲ့လက်ကိုအမီးရပြန်ဆွဲထားနိုင်ခဲ့ပေမဲ့ကလေးတွေကိုတော့လှမ်းမမီတော့ပါဘူး။ကံကြမ္မာဆိုးရဲ့ရက်ဆက်မှုကစတင်နေပြီဖြစ်ပြီးသူတို့မိသားစုဟာရေလွှမ်းမိုးနေတဲ့ရေပြင်ကျဲကြီးထဲမှာလွင်စင်ကွဲကွာသွားခဲ့ရပါပြီ။ကိုလိုက်မေဘာမှလဲသားတို့သမီးတို့ရဲ့လို့ဒေါ်နုနုဟာလေပင်ကွဲမတက်အော်ဟစ်ရင်ငိုကြွေးနေရှာပါတယ်
ဦးမင်းဦးကဇနီးဖြစ်သူကိုရေမနစ်အောင်တစ်ဖက်ကထိန်ပေးရင်ရေပေါ်မှာမျောနေတဲ့အိမ်ခေါင်မိုးပြင်းများတစ်ချက်ကိုအမိအရာဖမ်းကင်လိုက်ရပါတယ်။မိုးတက်လေမုန်တိုင်းကငြိမ်မသွားပဲပုံမပြင်းထန်လာတာကြောင့်ပဝန်းကျင်တစ်ခုလုံးဘာမှမမြင်ရအောင်မှောင်တီးကျနေခဲ့တာပါ။ထိုအချိန်မှာပဲမလက်မကန်းရေစီးတဲ့ကနေအဖေအမေလို့ခေါ်လိုက်တဲ့တားကြီးကိုလက်ရဲ့အတန်လေးကိုကြားလိုက်ရပါတယ်။ဦးမင်းဦးကအတန်လာရာကိုအားကုန်တုံးပြီးကြီးလိုက်တဲ့အခါတစ်ပင်အိုကြီးတစ်ပင်ရဲ့ကိုင်းဖြားကိုဖတ်တွယ်ထားတဲ့တားဖြစ်သူကိုတွေးလိုက်ရတာပေါ့။တားကြီးကိုလက်ရဲ့ကြောပြင်မှာတော့တမီးငယ်လေးမေဟာကြောက်လန့်တုံရီပြီးတတိလဲလူနီးပါဖြစ်နေခဲ့ပါပြီ။တာတစ်ကိုင်းကိုမြင်းမြဲကင်တာနော်အဖေလာခဲ့မယ်။လို့ဦးမင်းဦးကအော်ပြောရင်ပြင်းများကိုတစ်ပင်ရှိရာဘက်ကိုယာကူးခဲ့ပါတယ်။ဒါပေမဲ့ရေစီးကအရန်တန်လွန်းတာကြောင့်သူတို့ဇနီးမောင်နှံဟာတာသမီတွေစီကိုအလွယ်တကူကတ်လို့မရပဲဝေးကွာနေခဲ့ရပါတယ်။ရေလိုင်းအချိန်ကြောင့်တစ်ပင်ကြီးဟာလည်းတဖြည်းဖြည်းမြစ်ထဲကိုလဲပြိုဖို့မြေစီလွာတွေပြုံးတိလာနေခဲ့တာပါ။မိသားစုလေးဟာတယောက်နဲ့တယောက်လှမ်းမြင်နေရပေမဲ့အနားကိုမကတ်နိုင်ပဲတဘာဝတရားကြီးရဲ့ညှဉ်းပန်းမှုကိုရင်ဆိုင်နေရပါတယ်။အဖေညီမလေးအေးလာပြီညီမလေးအသက်မရှူတော့ဘူးထင်တယ်လို့ကိုလက်ကတစ်ကိုင်းပေါ်ကနေငိုကြွေးရင်အော်ပြောလိုက်ပါတယ်။ထိုစကားကြောင့်ဒေါ်နုနုဟာရင်ခွဲမတက်ခံစားရပြီးသားသမီးတွေစီသွားဖို့ရေထဲကိုအတင်းခုန်ဆင်းခဲ့ဖို့ကြိုးစားပါတော့တယ်။ဦးမင်းဦးကဇနီးဖြစ်သူကိုအတင်းဆွဲထားရင်စိတ်ထိန်မအောင်နုနုရဲ့ငါတို့အားလုံးအသက်ရှင်မှဖြစ်မှာလို့မျက်ရည်တွေနဲ့တားဆီးနေခဲ့ရပါတယ်။ရုတ်တရက်ဆိုသလိုအထက်ပိုင်းကမျောပါလာတဲ့အမိုက်တရိုက်တွေနဲ့တစ်ကိုင်းတွေဟာကိုလက်တို့ခိုလုံနေတဲ့တစ်ပင်ကြီးကိုအရှိန်အဟုန်နဲ့တိုက်မိပြန်ပါတယ်။အကွဲတန်ကြီးနဲ့အတူတစ်ပင်အိုကြီးဟာမြေပင်ကျဲတဲ့ကိုတခါတည်းမြို့ဝင်လဲပြိုသွားခဲ့ရပါတော့တယ်။အမေဆိုတဲ့ကိုလက်ရဲ့နောက်ဆုံးအော်ဟစ်တန်လေးဟာရေလိုင်းတန်တွေကြားထဲမှာတခါတည်းနှမြုပ်ပြောက်ကွယ်သွားခဲ့ရပါတယ်။တားလေးသမီးလေးလို့ဒေါ်နုနုဟာအတန်ကုန်အော်ရင်းရေပြင်ကျဲကြီးကိုကြည့်ကသွေးယူသွေးတန်းငိုကြွေးပါတော့တယ်။ဦးမင်းဦးလည်းကလေးနှစ်ယောက်လုံးရေကြီးတဲ့မျောပါသွားတာကိုမျက်စိရှိတင်မြင်လိုက်ရတာကြောင့်ရင်ထဲမှာစိုးနေပြီးဘာမှမလုပ်နိုင်တော့ပါဘူး။ဘုံတိုင်းကတော့မညမတာဆက်လက်တိုက်ခတ်နေစေဖြစ်ပြီးသူတို့ဇနီးမောင်နှံကိုလည်းတဖြည်းဖြည်းအားရင်ကုန်ခန်းလာစေပါတယ်။မိသားစုရဲ့မျောလင်းချက်အလင်းတိုင်လေးတွေဟာအမောင်တို့နဲ့ရေလိုင်းတွေကြားထဲမှာအပီးတိုင်းလွှင်းစင်ပြောက်ကွယ်သွားခဲ့ရပါပြီ။သားသမီးနှစ်ယောက်လုံးကိုမျက်စိရှိတင်ဆုံးရှုံးလိုက်ရတဲ့ဒေါ်နုနုဟာစိတ်ဝေဒနာအပြင်းထန်ခံစားရပြီးတတိလက်လူနီးပါဖြစ်သွားခဲ့ပါတယ်။ဦးမင်းဦးကလည်းရင်ထဲမှာဓားနဲ့မုန်းတလို့ခံစားနေရပေမဲ့ဇနီးဖြစ်သူကိုအသက်ဆက်ရှင်စေခြင်းနဲ့စိတ်တစ်ခုတည်းနဲ့ပြင်းများကိုမြင်မြဲကင်ထားရှာပါတယ်။နုနုတတိထားပါဦးမင်းမငါ့ကိုထားသွားရင်ငါဘလို့အသက်ဆက်ရှင်ရမလဲ။လို့ဦးမင်းဦးကဇနီးဖြစ်သူရဲ့ဘားပြင်ကိုပုတ်ပြီးငိုယိုကခေါ်နေခဲ့တာပါ။ရေပြင်ကျဲကြီးဟာအဆုံးအစမရှိအောင်လင်းပွင့်လာတဲ့လျှက်စီးလက်မှုတွေကြောင့်ခဏခဏလင်းကနေဖြစ်သွားပြီးကြောက်မက်ဖွယ်ကောင်းလာပါတယ်။ဘဝင်းကျင်တစ်ခုလုံးမှာလူသူလေးပါမရှိတော့ပဲသူတို့ဇနီးမှောင်နှံနှစ်ဦးလည်းတေးမင်းနဲ့စစ်ခင်းနေရတယ်လို့အားကိုးရမဲနေခဲ့ရတာပေါ့။အချိန်အတော်ကြာရေစီးတဲ့မျောပါလာပြီးနောက်မှာတော့ဒေါ်နုနုဟာအားနဲ့လွန်းတာကြောင့်ပြင်းများကိုစုပ်ကင်ထားတဲ့လက်တွေပြေရော့လာပါတယ်။ကိုမင်းကျမမခံနိုင်တော့ဘူးခလေးတွေရှိတဲ့စီကိုပဲကျမသွားတော့မယ်လို့ဒေါ်နုနုကတိုးညင်းအကွဲတဲ့အတန်လေးနဲ့ပြောရှာပါတယ်မပြောပါနဲ့နုနုရဲ့ငါတို့တူတူကန်းဆက်ကိုရောက်အောင်သွားကြမယ်လို့ဦးမင်းဦးကအားပေးပေမဲ့သူ့လက်တွေကလည်းအေးတန်ကြောင်တောင်တင်းနေပါပြီထိုအချိန်မှာပဲနောက်ထပ်အရှိန်ပြင်းတဲ့ရေလိုင်းကြီးတစ်ခုဟာသူတို့ဇနီးမောင်နှံစီကိုဝုန်းကနေပြင်းထန်စွာရိုက်ခတ်လိုက်ပါတော့တယ်ရေလိုင်းအချိန်ကြောင်သူတို့နှစ်ဦးကိုတွဲကပ်ပေးထားတဲ့ပြင်းများကြီးဟာအလဲကနေနှစ်ပိုင်းအဖြစ်ကျိုးပဲ့ပျက်စီးသွားခဲ့ရပါပြီပြင်းများကျိုးသွားတဲ့အချိန်ကြောင်ဒေါ်နုနုဟာရေစီးတန်လာတဲ့ဝဲကရထဲကိုရှော့ကြပြီးမြုပ်ဝင်သွားခဲ့ရပါတော့တယ်နုနုလို့ဦးမင်းဦးဟာအတန်ကုန်အော်ဟစ်ရင်ရေရောက်ထဲကိုလန်းလန်းပြီးဇနီးဖြစ်သူကိုအသေးအတန်လိုက်ရှာပါတော့တယ်ဒေါ်နုနုဟာရေပြင်ပေါ်ကိုခေါင်းတစ်ချက်ပြန်ပေါ်လာပြီးကိုမင်းဦးအသက်ရှင်အောင်နေပါလို့နောက်ဆုံးစကားကိုအာယူပြောခဲ့ပါတယ်ထို့နောက်မှာတော့ဒေါ်နုနုရဲ့လက်ကလေးဟာရေပြင်ပေါ်ကနေတဖြည်းဖြည်းနစ်မြုပ်သွားပြီးအပီးတိုင်ပျောက်ကွယ်သွားခဲ့ရပါပြီလူရဘဝတွေကတစ္ဆာရှိရှိလက်တွဲလာခဲ့တဲ့ဇနီးတဲ့ကိုပါမျက်စိရှိတင်စုံရှုံလိုက်ရတဲ့ဦးမင်းဦးရဲ့ရင်ထဲမှာတော့ကဘာပြောက်သွားခဲ့ရတာပေါ့ငါ့ကိုပါခေါ်သွားကြပါတော့ငါမိသားစုမရှိပဲငါတယောက်တည်းဘလို့နေရမလဲလို့သူဟာမိုးကောင်းကင်ကြီးကိုမောချပြီးမဆန့်မနာအော်ဟစ်ငိုကြွေးပါတော့တယ်ဦးမင်းဦးကဇနီးတဲ့နောက်ကိုလိုက်ချင်တဲ့စိတ်နဲ့ရေကူးတာကိုရပ်တန့်လိုက်ပြီး
ရေထဲကိုခန္ဓာကိုပြစ်ချလိုက်ပါတော့တယ်။ဒါပေမဲ့သဘာဝတရားကြီးရဲ့ကံကြမ္မာကရက်ဆက်လွန်းလာပြီးသူ့ကိုချက်ချင်းတေခွင့်မပေးပဲဝလုံးတစ်လုံးနဲ့တွားညှိစေခဲ့ပြန်ပါတယ်။တေမင်းကသူ့မိသားစုဝင်၃ယောက်လုံးကိုရက်ဆက်ဆက်လူယူသွားပြီးသူ့ကိုတော့အလွမ်းဝေဒနာနဲ့အသက်ရှင်လျက်ခြံထားခဲ့တာပါ။မိုးလင်းကာနီးအချိန်မှာတော့အားရင်အလုံးကုန်ခန်းသွားတဲ့ဦးမင်းဦးဟာဝလုံးကိုဖတ်တွယ်ထားရင်တတိလက်မေမျောသွားခဲ့ရပါတော့တယ်။နောက်တနေ့မနက်ခင်းမှာတော့မုံတိုင်းကြီးငြိမ်သက်သွားပြီးကောင်းကင်ပြာကြီးဟာဘာမှမဖြစ်ခဲ့သလိုပြန်လည်သားရလို့နေပါတယ်။ဒါပေမဲ့အေယာဝတီတိုင်းရဲ့လေကွင်းပြင်ကျဲကြီးတွေနဲ့ရွာလုံးကျုံနေရာတွေကတော့ရေပင်လယ်ကြီးအဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။ဦးမင်းဦးကကန်းဆက်တစ်ခုကတစ်ပင်ချိန်ရင်းမှာဝလုံးကိုဖတ်ထားလျက်သားနဲ့တတိပြန်လည်လာခဲ့ရပါပဲ။သူတတိရရချင်းပဝန်းကျင်ကိုကြည်လိုက်မိတဲ့အခါရေဘေးကူညီကယ်ဆယ်ရေးဆက်လီအချို့တွာလာနေတာကိုတွေ့လိုက်ရပါတယ်။ကျမတို့မိသားစုဝင်တွေကျမတို့ရွာသားတွေအများကြီးတေကုန်ပြီဆိုတဲ့ဘေးနာကလူတွေရဲ့ငိုကြွေးတန်တွေဟာပဲ့တင်ထက်နေခဲ့ပါတယ်။ဦးမင်းဦးဟာအားရင်ချီးနှဲစွာနဲ့ကန်းဆက်အတိုင်းရှောက်လန်းရင်သူ့ရဲ့ဇနီးနဲ့သားသမီးတွေကိုအယူတယောက်လိုလိုက်ရှာနေမိပါတယ်။ထိုအချိန်မှာပဲကန်းဆက်ကရေဆက်အနီးတေကိုင်းကြောက်တွေကြားထဲမှာအဝယ်စားတချို့ညီးနေတာကိုသူလှမ်းမြင်လိုက်ရတာပါ။ပြေးသွားကြည့်လိုက်တဲ့အခါထိုရဟာအခြားသူမဟုတ်ပဲသူ့ရဲ့အသက်ထက်ချစ်ရတဲ့သားကြီးကိုလက်နဲ့သမီးငယ်လေးမေတို့ရဲ့ရုပ်လောင်းတွေဖြစ်နေပါတယ်။သားဖြစ်သူဟာတေဆုံးသွားချိန်အထိညီမငယ်လေးရဲ့လက်ကိုမလွတ်တမ်းတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားရှာတာကိုတွေ့ရပါတယ်။ဦးမင်းဦးဟာသားသမီး2ယောက်ရဲ့အေးဆက်နေတဲ့ရုပ်လောင်းတွေကိုရင်ခွင်ထဲပွေးဖက်ပြီးအတန်ပင်မထွက်နိုင်တော့ပဲရင်ခွဲမတန်ငိုကြွေးပါတော့တယ်။ဦးမင်းဦးဟာသားသမီး2ယောက်ရဲ့အေးဆက်နေတဲ့ရုပ်အလောင်းတွေကိုရင်ခွင်ထဲမှာအတင်းဆွဲဖက်ထားရင်မျက်ရည်တွေစီးကျနေခဲ့ပါတယ်။သမီးလေးမျက်လုံးဖွင့်ပါဦး။နောက်နှစ်ဆိုကြောင်းတက်ရတော့မယ်လေသမီးရဲ့လို့သူဟာခလေးငယ်ရဲ့ပါးပင်လေးကိုတုပ်ပေးရင်တိုးတိုးလေးရေရွတ်နေရှာပါတယ်။တားကြီးကိုလက်ရဲ့ရဲရင်လာတဲ့လောက်ရက်ကိုတွေးမိတိုင်းတားလိမ္မာလေးကိုကဲတင်နိုင်ခြင်းမရှိခဲ့တဲ့သူကိုသူအပြစ်တင်လို့မစုံနိုင်ဖြစ်နေရပါတယ်။ထိုအချိန်မှာပဲကဲဆယ်ရေးလေတစည်းဟာဦးမင်းဦးရှိရာကန်းဆက်ကိုကတ်လာပြီးရွာသားတချို့ကသူ့ကိုဝိုင်းဝန်းတွဲထူကြတာပေါ့။ကိုမင်းဦးစိတ်ခိုင်ခိုင်ထားပါဗျာ။မမနုရဲ့ရုပ်အလောင်းကိုလည်းဟိုဘက်ကန်းဆက်မှာတွေးထားကြပြီ။လို့ရွာသားတယောက်ကလာရောက်သတင်းပေးပါတယ်။ဇနီးဖြစ်သူပါဆုံရှုံသွားပြီဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အချိန်မှာတော့ဦးမင်းဦးရဲ့ရင်ထဲမှာမျောလင်းချက်အလင်းတန်းလုံဝခြုံငိမ့်သွားခဲ့ရပါပြီ။သူဟာဇနီးတဲ့ရဲ့ရုပ်လောင်းရှိရာစီကိုလူတွဲနဲ့ရှောက်လန်းသွားရင်ဘဝကြီးတစ်ခုလုံးဘာကြောင့်ဒီလောက်ရက်ဆက်ရတာလဲလို့ကောင်းကင်ကြီးကိုမေးနေမိပါတယ်။ဒေါ်နုနုရဲ့ရုပ်လောင်းလေးဟာလည်းမုံတိုင်းတန်ကြောင့်ပုံပဲ့တန်ရာတွေနဲ့ငြိမ်သက်စွာလဲလောင်းနေရှာပါတယ်။မိသားစု၄ယောက်လုံးပျော်ပျော်ရွှင်ရွှင်ညစာစားခဲ့ကြတဲ့ပြီးခဲ့တဲ့ရက်ပိုင်းကပုံရိပ်တွေဟာဦးမင်းဦးရဲ့မျက်စိထဲမှာတားဆီမရအောင်ပြန်လည်ပေါ်လာခဲ့ပါတယ်။ရေဘေးဒုက္ခတဲ့စခန်းရဲ့ကန်းဆက်မှာတော့မိသားစုဝင်၃လုံးရဲ့ရုပ်လောင်းတွေကိုစီတန်းချထားရင်ဦးမင်းဦးတယောက်တည်းကြေကွဲစွာကြံရစ်ခဲ့ပါတော့တယ်။ဦးမင်းဦးဟာကွယ်လွန်သွားခဲ့ကြတဲ့ဇနီးနဲ့သားသမီးတွေရဲ့ရုပ်လောင်းတွေကိုကောင်းမွန်စွာတကြိုပေးဖို့အတွက်နောက်ဆုံးခရီးကိုမျက်ရည်များစွာနဲ့ပြင်ဆင်ခဲ့ပါတယ်။စပားရိတ်သိမ်းပြီးရင်သမီးလေးကိုမြို့ပေါ်ကြောင်းထားပေးမယ်ဆိုတဲ့သူတို့ဇနီးမောင်နှံရဲ့အိမ်မက်တွေဟာမြေကျင်းဝမှာပဲအပီးတိုင်မြေမြုပ်တဲ့ပြိုချင်းခံလိုက်ရပါပြီဘေးပတ်ဝန်းကျင်ကရွာသားတွေနဲ့ကဲဆယ်ရေးအဖွဲ့တွေဟာလည်းဦးမင်းဦးရဲ့ကြေကွဲစရာကံကြမ္မာဆိုးကိုကြည့်ပြီးမျက်ရည်မစင်နိုင်အောင်စိတ်မကောင်းဖြစ်နေကြရတာပေါ့မင်းတို့အားလုံးမရှိတော့တဲ့ဒီဘဝကြီးထဲမှာငါတယောက်တည်းဘာအထိပ်ပင်နဲ့စိုက်ချင်ရတော့မှလဲလို့လူဟာတင်းကြိုက်မြေစီလွာကိုစုပ်ကန်ရင်ဒုံညင်စွာရေရွတ်နေမိပါတယ်နေဝင်စည်းသားချိန်ရောက်တဲ့အခါမှာတော့ရက်ဆက်လာတဲ့အေယာဝတီမြစ်ပြင်ကျဲကြီးဟာလည်းအနီရောင်တန်းပြီးဘာမှမဖြစ်ခဲ့တယ်လို့အေးဆက်တိတ်ဆိတ်စွာစီးဆင်းနေစေဖြစ်ပါတယ်။ဦးမင်းဦးကမိသားစုရဲ့ဂူတင်းချိုင်းလေးဘေးမှာတကိုယ်တည်းထိုင်ရင်တမီးလေးရဲ့ရေတံတွေဇနီးတဲ့ရဲ့အပြုံးတွေကိုကွင်းကွင်းကွက်ကွက်ပြန်လည်မြင်အောင်နေခဲ့တာပါ။လောဘတရားကြီးရဲ့မုံတိုင်းကတော့ပြီးဆုံးသွားခဲ့ပေမဲ့ဦးမင်းဦးရဲ့ရင်ထဲကပူဆွေးတော့ကမုံတိုင်းကတော့ဘယ်တော့ခါမှကျင်းအေးသွားတော့မှာမဟုတ်ပါဘူး။ရေကြီးရေရှမ်းမှုတွေကြောင့်ဘဝပေါင်းများစွာပျက်စီးဆုံးရှုံးခဲ့ရတဲ့အထက်မှာအေးချမ်းလာတဲ့ဦးမင်းဦးတို့မိသားစုလေးရဲ့ဖြစ်ရကတော့ကြေကွဲစရာအဖြစ်ဆုံးတစ်ခုအဖြစ်ကြံရစ်ခဲ့ပါတယ်။ကန်းဆက်ကတိုက်ခတ်လာတဲ့လေပြင်းကြီးဟာဦးမင်းဦးရဲ့ဖြူဆွနေတဲ့သပင်းတွေကိုဖွာဖွာလေးတိုက်ခတ်သွားပြီးသူ့ရဲ့အထီးကျန်ဆန်မှုကိုပုံမပေါ်လင်းစေပါတယ်။အေယာဝတီတိုင်းရဲ့ကြေကွဲစရာရေဘေးဇလန်တစ်ပုတ်ဟာတမိသားစုလုံးတေဆုံးသွားရတဲ့ဖြစ်ရဆိုးနဲ့အတူဦးမင်းဦးရဲ့မျက်ရည်လိုင်းတွေကြားထဲမှာဤနေရာမှာပဲပြီးဆုံးသွားပါတော့တယ်။